ဒီဖျားเจ้าဟာထိုင်းနိုင်ငံတောင်ပိုင်းဆူလက်ထာနီခရိုင်မှာတည်ရှိတဲ့အလွန်လှပပြီးငြိမ်းချမ်းတဲ့ဗုဒ္ဓဘာသာဆိုင်ရာပန်းဖြူဥယျာဉ်နဲ့တရားရေးတာတစ်ခုဖြစ်ပါတယ်ဒီနေရာရဲ့အထင်ရှားဆုံးသင်္ကေတကတော့ဖျားเจ้าဝင်မှုဦးဖြစ်ပါတယ်ကိုထပ်ပါတဲ့ရှေးဟောင်းလက်ရာမှုဦးတစ်ခုဖြစ်ပြီးမနက်ခင်းနေထွက်ချိန်မှာနေအောင်ကြီးကမုတ်ဦးအပေါက်ထဲကိုကွက်တိကျရောက်တာကြောင့်ဓာတ်ပုံဆရာတွေနဲ့ခီးသွားတွေကြားမှာအရန်နာမည်ကြီးပါတယ်နေထွက်ချိန်မှာရွှေရောင်လွှမ်းနေတဲ့မြင်ကွင်းကနှက်ပုံနှန်းတစ်ခုလိုခန်းစားရစေပါတယ်ဦးရ။နေအတွင်းမှာထုံးကျောက်တောင်တန်းတွေရှိပြီးတောင်ထိပ်တစ်ခုချင်းစီပေါ်မှာဇေဒီတော်6ဆူတည်ထားပါတယ်ပင်လယ်ရေမျက်နှာပြင်ထက်မီတာ300ခန့်မြင့်တဲ့တောင်ထိပ်ပေါ်မှာတည်ရှိပြီးဖျားရှင်ရဲ့တက်တော်များကိုထာပနာထားပါတယ်ဇေဒီတော်တွေဟာရွှေရောင်အဖြူရောင်စသဖြင့်ပုံစံအမျိုးမျိုးရှိပြီးတောင်ပေါ်ကနေကြည့်ရင်ပတ်ဝန်းကျင်ကတဘာဝတောတောင်အလှအပတွေကိုတဝကြီးမြင်တွေ့နိုင်ပါတယ်ဒီနေရာဟာ1980ခုနှစ်ဝန်းကျင်ကကွန်မြူနစ်လှုပ်ရှားမှုတွေရှိခဲ့တဲ့နယ်မြေဖြစ်ခဲ့ပူပါတယ်။နောက်ပိုင်းမှာဖရာဂျွန်ခွဲလို့ခေါ်တဲ့ဆရာတော်ကြီးနဲ့ဒေတာခံရွာသားတွေစုပေါင်းပြီးဝိသဒနာတရားကျင့်ကြံမှုနဲ့ငြိမ်းချမ်းတဲ့ဓမ္မဥယျာဉ်အဖြစ်ပြောင်းလဲတည်ဆောက်ခဲ့ကြတာဖြစ်ပါတယ်။